Hello ဘလိုကျွန်တော်ကဖေပါကျွန်တော်ဒီနေ့ဒီနေ့မှလည်းမဟုတ်ပါဘူးဒီနေ့လည်းမဟုတ်ပါဘူးကပ်ပဲလည်းမဟုတ်ပါဘူးဘာလို့မှလဲဆိုတော့ကျွန်တော်ဒီဘလိုလို့ခမတို့ဖောက်သိရမလားဘလိုပါလဲ7မိနစ်မှလည်းရတယ်ဘလိုလို့ရက်ကစားနိုင်ဗျာဟုတ်ဘာလဲဗလိုင်းပေါက်အဲ့လိုပုံစံဗျာသူကကြတော့ထိစားကောင်းတဲ့ပုံစံလေးသူကစီမျိုးကကြတော့ကျွန်တော်စီ3000လေးတော့ဗျာ3000လေးတော့စီတယ်အဲ့ဘလိုလို့ခမန်းကြည့်ပါကျွန်တော်ဘယ်လက်မှလည်းခမန်းကြည့်ဒီလားအဲ့ဘလိုဆရာကြီးပဲဟုတ်ပါတယ်ဘလို့သူကလင်းထမလာညာဘက်လက်ပါညာပါဒါသူ့ရဲ့ဖင်လေးပဲဗျာဒီကကြတော့ဒီကောင်းရဲ့အစ်စ်သူကကြဘာရေးထားလဲဆိုတော့ဒီမှာMM Sugar Baby တဲ့ဒီကောင်းကြမှာ nice ပေါ်လာတယ်မထီးလေးရဲ့ဒါလေးပြထားပြီးဒီလိုဖောက်တဲ့ဒီမှာကြတော့ဘာလဲပါဆက်ပေါက်မယ်ဒီကောင်းကာလာဖူးဆက်တယ်ဖဲတဲ့စင်မကာလာဖူးဆက်3000လေးတော့ပေးရတယ်ဈေးရတယ်ပြီးရင်ဒီမှာသူ6ကနေတော့ပဲဝိုင်းစစ်တယ်ဒီမှာကျဆစ်ချောင်းလီးတယ်စစ်ယူစ်တယ်ငါကြတော့ပက်ကီလိုဝီးတယ်ဘယ်ကိုဝီးတယ်ဒါစီကွက်ဝီးတယ်မှာကျွန်တော်ပြမယ်နော်ဒီကောင်ညို့ကဒီဘလိုင်းပေါက်ပါခွာပါဘလိုင်းပေါက်ခွာပါလူကြိုက်အများဆုံးနဲ့လူရဲ့အများဆုံးထဲမှာလည်းပါတယ်တချို့ဘောလဲလူတွေလည်းတယ်မော်လိုက်လို့စီတယ်သူကြတော့ကြည့်တော့မှကျွန်တော်15နှစ်ရွယ်တွေဖောက်ကြတာများတယ်တဲ့ပြီးတော့ဒီနောက်မှာစီခွက်ပါဗျာစီခွက်ပါပါဆိုဒီလိုဗျာဒန်ဂျိုလီဖက်ထရီစီခွက်နာမည်ဒန်ဂျိုလီဘယ်လိုဒီကောင်ပါလေဒန်ဂျိုလီမပါဘူးဖက်ထရီတော့ပါတယ်ဒီကောင်ကစီခွက်ပြတာဒီလိုပုံစံကဒီလိုဟိုမြောက်တင်မြောက်လေးတွေဘလို့ခံမကြည့်ဘလို့ဖြစ်မလဲဆက်ကန်ပေးမယ်နော်ဖာကာပေါက်မလို့ကျွန်တော်ဒီမှာရေးလာကြthe secret စီဝေးကဒါ secret ဒီစီဝေးထဲမှာတဲ့ပုံနေတဲ့နှစ်ခုစီတဲ့သူဒီခုကအသေးဆုံးအဲ့ဒီစီတွေထဲမှာပါဝင်တယ်သူကကြတော့ဝိုင်း60တဲ့ပုံရကြသူကကြလာကကြီးလားအဲ့ဒီထဲမှာပဲသူကကြတော့ဝိုင်း170မှာပါတယ်ဗျစဉ်းစားကြည့်တယ်ဝိုင်း170ဆိုတော့ဘလို့စဉ်းစားကြည့်ဖြစ်နိုင်လားအဲ့ဘာမဖြစ်နိုင်လားဘလို့စဉ်းစားကြည့်ဗျာဒီအကျင့်အဆူရတဲ့ဥပနေအဖူရောကိုနားထောင်ကြည့်နော်အတန်းကလည်းကျဲတလားလို့နော်ဟုတ်နော်အတန်းကျဲတလားလို့ဘာလို့မဝိုင်းလဲမဒီလိုလွတ်ပြအဲ့လိုလွတ်ပြရနော်ကိုအဲ့လိုကိုပဲထားတယ်let's go လို့ဖောက်နားဖောက်ပလိုဂျေဆူတဲ့ပြောတယ်အဆက်ရှိလို့ပလိုဂျေဆူတဲ့โอเคနော်ကိုရနော်ကျွန်တော်ကြော်ကြညနော်ဘယ်ဖောက်လဲမသိဘူးဘယ်လိုပြောရအောင်ကျွန်တော်ဘယ်ဖောက်ဒီဖျက်ဖောက်မှာလားဒီခေါင်းဖောက်မှာလားsorry လုံးဝ okay ခိုင်းရမယ်မြင်နေရတယ်ဘယ်လိုလုပ်ကြတာခိုင်းရမယ်ဒီကောင်ဖြစ်ဖို့များနေကြဒီကောင်ဖြစ်ဖို့များနေနော်နေမိထားမယ်နော်ဖြစ်နေကြခမကြီးဘာကောင်ဖြစ်မလဲပေါ့အမစလေးကလေးလည်းဖိုင်လုံးပေးနေတာအောင်နော်တရားပါဒီကောင်ဆိုတာဒါလေးပဲကြာခါဖာဖြစ်နေတယ်စဉ်းစားကြည့်ဒီဗီဒီယို9မိနစ်ပြည့်လုံးမရဘူးညကြတရားဆန်းနေတာဘာလို့ဦးစံလေးပြအဲ့တော့မကျွန်တော်တင်ဒီပန်းရကောင်ဒီမှာမဟုတ်လင်ကောင်နဲ့တော့ဖြစ်နိုင်နေကြသူကပြန်လာပန်းရစတိကာဆိုတော့ I think ဆိုတော့ပန်းဟေး go
လာနော်လုံးမိတ်လာမယ်နော်1 2 3 4 5 6 7 8 9 10 11 13 60 oh my god ပေါင်းပါပြီဗျာဘာကောင်လေးလဲဆိုတော့လို့ဒီမှာနော်အိုးဒီကောင်လေးပါဗျာချစ်စရာလေးတက်လာမှာအိုးဒီကောင်လေးပါဗျာဟာဒီကောင်လေးဗျာတော်တော်နေတဲ့ဒီကောင်လှတယ်ပြောလို့ရရင်ဗျ